Dominant Sports Line ရဲ့ Free Kick နောက်ွယ်အားလုံးပဲမင်္ဂလာပါ OK Sport မှာကြိုဆိုလိုက်ပါတယ်ဒီနေ့ Hero to Zero ဖြစ်ခဲ့ရတဲ့ကစားသမား Dominant Sports Line အကြောင်းပြောပြပေးချင်ပါတယ်မနေ့ညက Manchester City နဲ့ကစားခဲ့တဲ့ပွဲစဉ်မှာလီဗာပူးပရိသတ်တွေကိုအံ့အားသင့်စေခဲ့တာကတော့ Dominant Sports Line ရဲ့လှပလုံးနဲ့အလွတ်တဲကန်တဲ့ဘော Free Kick ကိုပဲဖြစ်မှာပါဒီပြဒေါနာရောမှာလုံးဝမလှုပ်နိုင်ပဲဖြစ်သွားခဲ့ရတဲ့ဒီကန်ချက်ဟာလမ်းကြောင်းတိကျယုံနေမကပဲအရှင်အဟုန်ကလည်းတကယ်ကိုကြီးစံတရောင်းလိုပြင်းထန်လွန်ခဲ့ပါတယ်ဆိုဘိုရဲ့ free kick ဂိုးတွေကိုဒီအားဒီခက်စိတ်စိတ်မြင်လာကြရတာကိုသတိထားမိကြမှာပါဒီလိုမျိုးဂိုးဧရိယာပြင်ဘက်ကနေပြင်းပြင်းထန်ထန်နဲ့တီးတီးကြကြကန်သွင်းနိုင်တဲ့စွမ်းရည်ဟာကန်ကောင်းလို့ရလာတာမျိုးမဟုတ်ပဲသူ့ရဲ့ဖခင်ဖြစ်သူစောစောစပိုစလိုင်းကနေငယ်တဲကစက်ရုပ်ဆန်ဆန်လေးကျင့်ပေးခဲ့တဲ့နောက်ွယ်ကရလက်တစ်ခုတွေပဲဖြစ်ပါတယ်ဒိုမီနစ်စပိုစလိုင်းရဲ့ဖခင်ဇက်ဆို့စ်ကသူ့သားကိုဘောလုံးကန်တဲ့ယုံနဲ့တင်ပေးခဲ့တာမဟုတ်ပဲကြီးပြည့်စုံတဲ့ကန်ကျဲတစ်ခုရဖို့အတွက်တကယ်ကိုထူးဆန်းတဲ့နီးလန်းတွေနဲ့မြေတောင်မြောက်ပေးခဲ့တာပါအဲ့ဒီတဲကမှအန်အော်ရဆုံးအချက်ကတော့ဒိုမီနစ်ရဲ့ခြေထောက်ကိုသေးနေအောင်တမင်လုပ်ခဲ့တာပါပဲဘာကင်ဖြစ်သူရဲ့အယူဆကတော့ရှင်းပါတယ်ခြေထောက်ရွယ်စားသေးတာဟာဘောလုံးကန်တဲ့အချိန်အားလုံးကိုအမှတ်တစ်ခုထဲမှာပဲစူးစီးပေးနိုင်ပြီးပုံမပြင်းထန်တဲ့ impact ကိုရစေတယ်လို့သူကယုံကြည်ထားတာပါဒါကြောင့်လဲဒိုမီနစ်ဟာငယ်စဉ်ကတည်းကခြေထောက်ကအရွယ်စားထက်ပိုကြီးမလာအောင်ဖက်နှက်အကျက်တွေကိုပဲတမင်စီးပြီးလေ့ကျင့်ခဲ့ရပါတယ်ဖက်နှက်အကျက်လေးတွေစီးပြီးအခက်ခဲကြကလေ့ကျင့်ခဲ့ရတဲ့ကောင်လေးဟာအခုတော့တကဘာလုံးကဂိုးသမားတွေကြောက်ရတဲ့ free kick ကန်သွင်းထိုင်တဲ့သူဖြစ်လာခဲ့ပါပြီဒါတွေမကသေးပါဘူးစပို့စ်လိုင်းဟာဘောလုံးကန်တဲ့အခါမှာခန္ဓာကိုယ်ရဲ့ဘလို့အနေအထားမျိုးကနေအားအကောင်းဆုံးထွက်လာမလဲဆိုတာကိုနိုင်ပေါင်းများစွာလေ့ကျင့်ခဲ့ရပါသေးတယ်သူ့ရဲ့ဖခင်ဟာဒိုမီနစ်ကိုလက်ထဲမှာရေအပြည့်ပါတဲ့ဖန်ကွက်တွေကင်ထားပြီးလေ့ကျင့်စေခဲ့တဲ့ကြောင့်သူဟာဘောလုံးကန်တဲ့အခါခန္ဓာကိုယ်ဟန်ချက်ကိုမယုံနိုင်လောက်အောင်ထိန်းထားနိုင်ပါတယ်မင်းညာကမန်စီးတီးကိုကန်သွင်းခဲ့တဲ့ဂိုးကိုကြည့်မယ်ဆိုရင်လေဘောလုံးကိုကန်လိုက်တဲ့အခါခန္ဓာကိုယ်အနေထားကလုံးဝမယိမ်းနိုင်ပဲတည်ငြိမ်နေတာကိုတွေ့ရမှာပါဒါဟာငယ်စဉ်ကတည်းကခွက်ထဲကရေမဖိတ်အောင်လေ့ကျင့်ခဲ့ရတဲ့အသီးပွင့်တွေပဲဖြစ်ပါတယ်အလွတ်တဲ့ကန်တဲ့ဘောတစ်ခုသွင်းဖို့ဆိုတာခြေထောက်နဲ့ဘောလုံးထိတွေ့တဲ့နေရာဟာစင်တီမီတာအငယ်ငယ်များတော့လွဲချော်လို့မရပါဘူးစပို့စ်လိုင်းဟာဒီတီးကြမှုကိုရဖို့အတွက်ငယ်စဉ်ကတည်းကကောက်တီးရိုက်တဲ့ဘောလုံးလေးတွေကိုကန်ပြီးလေ့ကျင့်ခဲ့ရပါသေးတယ်ဒီနည်းစနစ်တွေကနေရရှိလာတဲ့ဂိုးဟာဘလောက်လှခဲ့တယ်လဲဆိုတာမနေ့ညကသက်သေးပါပဲဒီကနေ့ခေတ်ဘောလုံးလောကမှာ free kick ကနေဂိုးရဖို့ဆိုတာတနေ့ထက်တနေ့ပိုခက်ခဲလာပါတယ်ဒါပေမဲ့ Sports Line အတွက်ကတော့ဒါဟာတာမန်ကိစ္စတစ်ခုလိုဖြစ်နေတာကသူ့ရဲ့ဖခင်တင်ပေးခဲ့တဲ့တင်းကျပ်တဲ့လေ့ကျင့်ခန်းတွေကြောင့်ဆိုရင်လည်းငင်းလို့မရနိုင်ပါဘူးဒါဟာခြေထောက်သိမ်းငယ်မှုနဲ့ဒီစနစ်မှန်ကန်မှုပေါင်းဆက်သွားတဲ့အခါထွက်ပေါ်လာတဲ့ power ပဲဖြစ်ပါတယ်လီဗာပူးအသင်းအတွက်တော့ Steven Gerrard နောက်ပိုင်းအဝေးကန်ချက်နဲ့အလွတ်တဲ့ကန်တွေဘောတွေမှာအားကိုးရမယ်သူရဲကောင်းတစ်ယောက်ကိုရရှိထားပြီလို့လည်းဆိုရမှာပါသူရဲ့ပြင်းထန်တဲ့ကန်ချက်တွေကတိုင်ဘက်ဂိုးသမားတိုင်းအတွက်တော့တကယ်ကိုအိမ်မက်ဆိုးတစ်ခုလိုဖြစ်နေအောင်မှအသေးချပါပဲဒီလိုသုံးသက်ချက်တွေကိုအမြဲနားဆင်နိုင်ဖို့အတွက် OK Sport Page ကို like and follow လုပ်ထားပေးဖို့ပြောချင်ရင်လည်းအဆုံးသတ်ပါရစေကျေးဇူးတင်ပါတယ်